ဒီနေ့ထားရွှေဈေးကတော့90အတက်နဲ့ဈေးဖွင့်ပါတယ်ဒီနေ့ကတော့စနေနေ့ဖြစ်တဲ့အတွက်ထားရွှေဈေးကွက်ကဒီနေ့တစ်ချိန်ပဲတက်ကြရှိမှာဖြစ်ပါတယ်ကမ္ဘာရွှေဈေးကွက်ကတော့ဒီနေ့ဈေးပိတ်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က25ရက်နေ့9လပိုင်း2016ခုနှစ်မနက်ပိုင်းထားရွှေဈေးက90တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထားရွှေအခဲဈေးဆိုင်ကရောင်းနေဈေးကတစ်ပတ်သားကို64,800ထားရွှေကတစ်ပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ခပြီးအစည်းထားရွှေကတစ်ပတ်သားကို65,000နဲ့ဒီနေ့မှာပေါက်ဈေးရှိနေပါတယ်ဒီနေ့ထားရွှေကတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကတစ်ပတ်သားကို64,600နဲ့ပြန်ပြီးတော့လက်ခံမှာပါ96.5ရာခိုင်နှုန်းရှိတဲ့ထားရွှေအထဲလက်ဝတ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေစီကတပတ်သားကို65,600ထားရွှေအထဲလက်ဝတ်ရနိုင်လက်ခါတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးလက်ခါဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထားရွှေအထဲလက်ဝတ်ရနိုင်ကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကတပတ်သားကို63,308.16နဲ့ပြန်ပြီးတော့လက်ခံမှာပါအထဲလက်ဝတ်ရနိုင်ကိုလက်ခံတဲ့ဈေးနှုန်းတွေကတစ်ဆိုင်နဲ့တစ်ဆိုင်တူညီမှုမရှိပါဘူးကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4,060နဲ့ထားရွှေကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမန်ငွေ33.9နဲ့ထိုင်းရွှေတွေကိုတွက်ထားတာဖြစ်ပါတယ်ဒီနေ့မှာတော့အနည်းငယ်တက်ထားပြီးမဲ့လက်ရှိမှာတော့ရွှေတွေကတော့ဒါဈေးနှုန်းတွေကတည်ငြိမ်နေတယ်လို့ပြောလို့ရပါတယ်လက်ရှိဈေးနှုန်းနဲ့ထားရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့စီနက်ကလင်းစီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်လက်ခဈေးသက်သာပါတယ်တပတ်သားကိုလက်ခ200ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထားရွှေစင်ငွေစီကိုအများအားတင်ပေးပါတယ်ထားရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပေးရှင်နိုင်ကြပါစေ